စကတ်တုံလွတ်လပ်မှုပေါ့ပါမှုမိမဆန်မှုယုံကြည်မှုတက်ကြွမှုကျမရဲ့စကတ်တုဟာကျမကိုကာကွယ်ပေးခဲ့တယ်။နေသားနေတဲ့တရက်မှာအသက်12နှစ်အရွယ်ညီမလေးကိုဟဲ့မင်းစကတ်တုဘာလို့ဝတ်ထားတာလဲခုချစ်ချင်းသွားလဲစမ်းဖွာရီမန်တွေနဲ့ပြောလိုက်တဲ့ကိုစကတ်တုဟာမချေနဲ့စွာမော့ကြည့်ရင်မလုံခြုံမှုတားဆီးမှုထိန်ချုံမှုရပိုင်ခွင့်ထားမှုတွေခံစားလိုက်ရတယ်။အမေရေတခုခုပြောပါအောင်အာကူရဲ့မျက်စိတွေနဲ့မျောခဲ့တယ်။ခေါင်းမပါတဲ့အိမ်မှာမျိုးသမီးတွေစုပြုံနေတာဟာမိုးလုံလေလုံဘယ်ရှိပါမလဲ။လေမုန်တိုင်းကြီးလာတိုင်းအတန်တိတ်ခံနေရတာပဲလေ။ဒါအကျင့်သားတစ်ခုပဲ။အရာတစ်ခုကိုထက်ခါကြုံတွေ့နေရရင်ကျမတို့နေသားကြတာပဲမဟုတ်လား။ကျမရဲ့စကတ်တူဟာဒါကိုသဘောမတူပြန်ဘူးလေတွေနဲ့အတူရင်းကားရတာကြိုက်သလိုရေတွေကြားမှာပျော်တက်သလိုနေပူတံကိုလည်းခံနိုင်ခဲ့တယ်ကျမရဲ့စကတ်တူဟာဘယ်သူမှကိုမနှောက်ယှက်သလိုဘယ်သူနှောက်ယှက်ကိုမှလည်းမခံဘူးမျက်စိတွေအားလုံးကျမရဲ့စကတ်တူပေါ်ရောက်နေပေမဲ့ကျမစကတ်တူဟာဘယ်သူမှကိုခယူးမဆိုင်ခဲ့ဘူးမနဲ့နာစေခဲ့ဘူးမခါရခဲ့ဘူးမတောင့်တခဲ့ဘူးမဖိတ်ခေါ်နေခဲ့ဘူးမနှိမ်ချခဲ့ဘူးမငိုကြွေးခဲ့ဘူးဒါပေမဲ့ကျမရဲ့စကတ်တူဟာယဉ်ကျေးမှုမိသားစုပတ်ဝန်းကျင်မရင်းကောင်တွေကြောင့်တွန့်ကြေခဲ့တယ်စုပ်ပြေးခဲ့တယ်နာကျင်ခဲ့တယ်ငိုကြွေးခဲ့တယ်တောင်းပန်ခဲ့တယ်ဒီလိုနဲ့လွတ်လပ်တဲ့ပျော်ရွှင်တဲ့ယုံကြည်မှုရှိတဲ့တက်ကြွတဲ့မိန်းမငယ်လေးဟာဟိုဝါဒီမန်အောက်မှာသိဆုံးသွားခဲ့ရတယ်။လုံခြုံနေတဲ့ကျမရဲ့စကတ်တူကိုမလုံခြုံဘူးလို့နာမည်ပေးနေတဲ့ဒီပတ်ဝန်းကျင်ဒီဥပဒေဒီယဉ်ကျေးမှုကိုကျမရဲ့စကတ်တူဟာလောင်ရည်နှုတ်ဆက်ခဲ့တယ်။